ဆွဲထုတ်လို့ရတာနော်ဒီမှာဒီဘက်ကအကျိုးလေးကအရှင်းလေးလုပ်ထားတဲ့အတွက်ကွင်းလေးလိုနေလို့လေအဲ့ဒါနည်းနည်းလေးလုပ်ပြပါတစ်ချိန်ဆိုတော့နှီးလေးပြန်ပြီးလုပ်ပြပေးမယ်နော်ကဲကျိုးရှည်လေး2လက်မလောက်တိုင်းပြီးတော့ကွင်းဘက်ချမ်းလေးခဏလေးခောက်မယ်နော်ခောက်ပြီးတော့တဲ့အခါကျရင်ဒီဟာလေးကိုချီတုပ်เสียရမလို့ရှင်ချီမတုပ်နဲ့ဒီအရှင်းလေးပဲထားလိုက်နော်ဒါတော့အတူလေးကြံနေရတယ်သူကအဖွေးလေးလုပ်เสียရမလို့ပြီးရင်ဒီမှာလက်သက်ကြွယ်လေးကဒီလိုခံမယ်ခံပြီးတော့ရင်ဒီဘက်ကလဲပင်ကဒီလိုလေးပတ်မှာဒီကွင်းလေးကကိုလို့တော့အရှည်ကိုယူလို့ရရနော်တစ်လက်မပဲဖြစ်ဖြစ်2လက်မပဲဖြစ်ယူလို့ရရနော်ကဲဒီလိုယူလိုက်ပြီဆိုရင်ဒီလဲပင်လေးကိုဒီလိုလေးခွင်းလေးကိုညှစ်နေတယ်လို့ညှစ်လိုက်ရအောင်ဒီလိုလေးလေးဖြစ်သွားအောင်ဆွဲမယ်နော်ဆွဲပြီးတော့ဒီကျိုးလေးကအနောက်မှာမဆိုင်ဘူးနော်ဒီလိုလေးဒီကွင်းလေးကိုပဲဒီဟာလေးပဲဒီလိုတစ်ပတ်ပတ်ထည့်မယ်မပြီးရင်အပေါ်အကူနဲ့ဆင်းမယ်ဒီလိုမျိုးလေးပါနော်ဟိုလည်းဆင်းမယ်ဒီမှာရှင်ဒီနောက်တစ်ပတ်ပေါ့ဒီမှာတော့လမ်းနဲ့အုပ်ထားရနေရနော်ဒီမှာတော့ဒီလိုလေးဆက်ချိုးချောင်းလေးအောက်ဘက်ရအောင်တရိထားပြီးခွေမယ်နော်ခွေတဲ့ခါကျရင်ဒီမှာဒီလိုတစ်ပတ်ပတ်ပြီးသွားပြီပတ်ပြီးသွားပြီဆိုရင်ဒီမှာဒီလိုမျိုးလေးမျိုးထိန်ကင်ထားနော်ထိန်ကင်ထားပြီးဒီမျိုးလေးနော်ကြောပုံလေးဖြစ်သွားအောင်နော်ဒီလိုလေးနော်ဒီလိုလုပ်ပြီးဒီလိုလေးပတ်ချမယ်ပတ်ချပြီးသွားပြီဆိုရင်ဒီမှာဒီလိုမျိုးလေးလာပြီဆိုရင်ဒီအပေါက်ကလေးတွေကိုဒီကျိုးလေးထိုးထည့်လိုက်ရပါပြီနော်ကဲအဲ့ဒါလေးကိုစားကနာလေးနဲ့ထိုးထည့်မယ်နော်နော်ဒီအစလေးကိုဒီဖားလေးကိုဖိထားမှာနော်ဖိထားမလို့စိန်နဲ့ဒီလိုဖိထားပြီးရင်ဒီအစလေးကိုဒီအပေါက်လေးတွေကိုဒီလိုထိုးထည့်လိုက်မယ်ထိုးထည့်ပြီးရင်ဒီမှာထွက်သွားတယ်ဒီလိုလေးဖြစ်သွားရင်နော်သွားပြီဆိုရင်ကဲဒီမှာရပြီအဲ့တော့မှဒီမှာခွင်းကိုကိုယ့်အလိုလိုဆွဲထုတ်လို့ရတယ်ကဲဒါဆိုရင်ဒီပန်းလေးကပြီးသွားပြီနော်ဒီအောက်ပိုင်းလေးဒီလိုလေးနည်းနည်းခြောင်နေဆိုလဲဒီမှာဒီလိုလေးနည်းနည်းလေးဆွဲတင်လို့ရတယ်နော်ဟိုဒါကျိုးညှိတာလေးပဲပြီးသွားပြီနော်ဒီပန်းစိုက်ကလေးရဲ့အရှိကဘယ်လောက်ရှိလဲဆိုတော့ဒီမှာတိုင်းပြမယ်နော်တလက်မနဲ့2စိမ့်လောက်ပဲရှိရနော်တလက်မ2စိမ့်လောက်ပဲရှိရနော်ပြီးရင်ဒီလိုမျိုးလေးညှက်လိုက်မယ်ညှက်ပြီးသွားရင်ဇာကနာလေးနဲ့ဒီလိုမျိုးလေးအတွင်းလေးကိုထိုးထည့်လိုက်ထိုးထည့်ပြီးဒါလေးကိုအချီလေးတစ်ချက်ချုပ်လိုက်ရပြီเนาะဒီနောက်လေးကိုအချီလေးတစ်ချက်ချုပ်မယ်ဒါလေးကိုတစ်ချက်နဲ့ချုပ်မယ်เนาะရပါပြီရှင်ကျေးဇူးများတင်ပါတယ်ကို